ကွယ်လွန်သွားတဲ့ကိုယ့်ရဲ့ချစ်ခင်ရသူတယောက်ကိုအိမ်မက်မက်ဖူးကြမှာပါနော်ဒါကတော်တော်များများကြုံဖူးကြတဲ့နည်းနည်းတဲ့အတွေ့အကြုံတစ်ခုလို့ပြောလို့ရတယ်ဒီနေ့မှာတော့လေအဲ့ဒီအိမ်မက်တွေရဲ့နောက်ွယ်မှာဘယ်လိုအတိတ်ဖယ်တွေရှိနေနိုင်မလဲဆိုတာကိုအတူတူကြည့်သွားကြမယ်ဟုတ်ပါတယ်ဒါကတော်တော်များများကြုံဖူးကြတဲ့အတွေ့အကြုံတစ်ခုပေါ့အိမ်မက်ရဲ့အတိတ်ကိုယုံတာမယုံတာကတပိုင်းထားအထူးသဖြင့်ကိုနဲ့အရန်ကိုရင်းနှီးခဲ့တဲ့သူတယောက်ကိုအိမ်မက်ထဲမှာပြန်ထွေးရတဲ့အခါကျရင်လေဒီအိမ်မက်တီကစိတ်ထဲမှာတော်တော်လေးဆွေးကြံနေခဲ့တာမျိုးကဲဆိုတော့ဒီလိုအိမ်မက်တီကဘာကြောင့်ဖြစ်လာရလဲအဲ့ဒီအပေါ်မှာလေတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ရှုထောင့်တစ်ခုရှိနေပါတယ်အဲ့ဒါကတော့ဒီအိမ်မက်တီဟာကွယ်လွန်သွားတဲ့သူစီကနေဆက်သွယ်လာတာဆိုတဲ့အယူဆပါပဲဒီရှုထောင့်ရဆိုရင်အိမ်မက်ဆိုတာကိုစိတ်ထဲမှာရှိတဲ့အမတ်တရားတွေကပြန်ပေါ်လာတာတတ်မဟုတ်ဘူးတဲ့ဒါကတစ်ဖက်ကဘာကနေအမှန်တကယ်ဆက်သွယ်ဖို့ကြိုးစားနေတာအချက်ပြနေတာမျိုးလို့ယူဆကြတယ်ဒီယူဆမှာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ချက်ကပါလဲဆိုတော့အိမ်မက်ကိုတစ်ခုတည်းသောတဏှာအဖက်တတ်မှတ်ထားတာပဲပြောရရင်အိမ်မက်ကဘာဆိုတာကဒီဘက်လောကကတက်ရှိတွေနဲ့ဟိုဘက်ကိုရောက်သွားတဲ့သူတွေကြမှာစုံတွဲလို့ရတဲ့ချိတ်ဆက်လို့ရတဲ့တစ်ခုတည်းသောညာဆိုတဲ့သဘောပါပဲ Okay ဒါဆက်သွယ်မှုတစ်ခုဆိုရင်သူတို့ကဘလို့သတင်းစကားမျိုးပါလိုက်တာလဲအဲ့ဒီမှာအထက်ကတဲလွန်စာကပါချင်မလဲအိမ်မက်ထမှာမြင်ရတဲ့သူတို့ရဲ့ပုံမှန်တန်ထန်မှာပဲဒီပုံရိပ်ကသူတို့ရဲ့လက်ရှိအခြေအနေဘလို့ရှိလဲဆိုတာကိုပြောပြနေအရန်ရေးချတဲ့သတင်းစကားတစ်ခုလို့ဆိုပါလေဒီမောင်ရှင်ရဲ့အဓိကအမျိုးအစားနှစ်ခုကိုရှင်းရှင်းလင်းလင်းခွဲပြထားတာတွေ့ရမှာပါတစ်ဖက်မှာကနေမီကောင်းနေဥပမာနုပြိုနေတာလှပနေတာပျော်ရွှင်နေတာမျိုးပါနောက်ထပ်မှာကျတော့နေမီမကောင်းတဲ့လက္ခဏာတွေအသက်ကြီးနေတဲ့ပုံစံပင်ပန်းရနေတာငိုနေတာဒါမှမဟုတ်အမောင်ထဲမှာရှိနေတာမျိုးတွေပေါ့ဆိုတော့တခုချင်းစီမှာလုံးဝကိုမတူနေတဲ့ data တွေရှိနေပါတယ်ကဲအကောင့်မက်ကအရင်ဆုံးစကြည့်လိုက်အောင်အကယ်လို့ကွယ်လွန်သွားတဲ့သူကအိမ်မက်ထဲမှာလေတက်ကြော့ပျော်ပျော်ရွှင်ရွှင်နဲ့တခါလေကွယ်လွန်သွားတဲ့အချိန်ကထက်တောင်ပိုပြီးနုပြိုတဲ့ပုံစံမျိုးနဲ့ပေါ်လာခဲ့မယ်ဆိုရင်အဲ့ဒါကိုနိမိတ်ကောင်တစ်ခုဖြစ်သတ်မှတ်ပါတယ်ဒါကဘာကိုဆိုလိုတယ်လဲဆိုတော့အဓိကအဖြစ်စိတ်သက်သာရစေတဲ့သတင်းစကားတစ်ခုပါပဲသူတို့ကငြိမ်ချမ်းတဲ့ဘဝမှာရှိနေတယ်တာယာတဲ့ဝိညာဉ်ချီနေမှာရှိနေတယ်တမလွန်ဘဝမှာအဆင်ပြေနေတယ်ဆိုတာကိုပြောပြနေတာပါတနည်းအားဖြင့်ငါဒီမှာအဆင်ပြေနေပါတယ်လို့လာပြောပြနေတယ်လို့ပါပဲဒါပေမဲ့ဒီနေရာမှာတတိထားရမယ်အချက်လိတစ်ခုတော့ရှိတယ်တချို့အယူဆဒီမှာနက်ပြည်ရောက်သွားတဲ့သူတွေကစဲကြော်တက်အီရီလေးတွေလို့ပေါ်လာတတ်တယ်လို့ဆိုကြတာမျိုးရှိပေမဲ့ဒီလိုနုပြိုလာပါတဲ့ပုံစံနဲ့အိမ်မက်ထဲမှာမြင်ရတိုင်းသူတို့နက်ပြည်ရောက်နေပြီလို့တစ်ချက်ချပြောလို့တော့မြင်ရမှာဘူးဒါကရေပြွေးအဖြစ်သူတို့ကောင်းမွန်ပြီးငြိမ်းချမ်းတဲ့ဘဝမှာရှိနေတယ်ဆိုတဲ့လက္ခဏာတစ်ခုသာဖြစ်ပါတယ်ကဲဒါဆိုစင့်ကျင်ဘက်ရှင်ကိုတစ်ချက်ကြည့်အောင်အိမ်မက်ထဲမှာသူတို့ကိုအိုမင်းနေတဲ့ပုံစံဝမ်းနေနေတဲ့ပုံငိုကြွေးနေတာဒါမှမဟုတ်အမောင်ထဲမှာတယောက်တည်းရှိနေတဲ့ပုံစံမျိုးနဲ့မြင်ခဲ့ရင်တော့ဒါကိုဒုက္ခရောက်နေတယ်အခုညီလုံးနေတဲ့ဆိုတဲ့နေမဲ့မကောင်းတဲ့လက္ခဏာတစ်ခုပြီးအတိပယ်ဖို့ဆိုကြပါတယ်ဟုတ်တယ်နေမေကောင်းကငါအဆင်ပြေတယ်ဆိုတဲ့သတင်းစကားဖြစ်ပေမဲ့ဒီလိုအိမ်မက်မျိုးကတော့ငါ့ကိုကူပါအောင်ဆိုတဲ့အကူကြီးတောင်းခံခြင်းလို့ယူဆကြတယ်ဆိုလိုတာကသူတို့ရဲ့ဝိညာဉ်ဟာအေးချမ်းတဲ့ပုံပေါ်ကိုမရောက်သေးပဲအကူကြီးရဖို့အတွက်ဒီဘက်ကလူတွေကိုဆက်သွယ်နေတာမျိုးလို့ဆိုလိုပါတယ်ဒါဆိုရင်နောက်ထပ်မေကွန်တစ်ခုကပေါ်လာပြီအခဲဝေးဒါကအကူကြီးတောင်းတာဆိုရင်အိမ်မက်တဲ့တို့ကဘာလို့ပေးတယ်လဲဒီလိုအိမ်မက်မျိုးကဘလို့တုံ့ပြန်ရမလဲဒီအတိတ်ပဲဖွင့်ဆိုချက်တွေအရာဆိုရင်ဒီလိုအိမ်မက်မျိုးကကိုကနားလည်ဖို့တက်မဟုတ်တော့ဘူးဒါမေတ္တာကရုဏာနဲ့တုံ့ပြန်လှူဆောင်ပေးဖို့လမ်းညွှန်ချက်တစ်ခုလိုဖြစ်လာပါတယ်။တနည်းပြောရင်အိမ်မက်ကနေတခြင်းဒီဘက်ကလူတွေစီကတုံ့ပြန်မှုတစ်ခုကိုတောင်းဆိုနေတယ်လို့ယူဆနိုင်ပါတယ်။ဒီအတွက်အကြံပြုထားတဲ့တုံ့ပြန်မှုကရှင်းရှင်းလေးပါအစင်နဲ့ဆင်ပဲရှိတယ်။ပထမအဆင့်ကတော့အိမ်မက်ထက်ကဒုက္ခရောက်နေတဲ့လက္ခဏာတွေကိုအတိအမှတ်ပြုပေးဖို့ပါ။သတင်းစကားကိုလက်ခံလိုက်တာပါ။ဒုတိယအဆင့်ကတော့လက်တွေလှုပ်ဆောင်ဖို့ပါ။အဓိကကြံပြုထားတာကတော့ကွယ်လွန်သွားတဲ့သူကိုရည်စူးပြီးတော့ကောင်းမှုကုသိုလ်တွေလုပ်တာ။အလူတန်းတွေပြုလုပ်ပေးတာမျိုးပါပဲ။ကဲဒါဆိုရင်ဒီရဲ့ဒေးဗစ်ဖွင့်ဆိုချက်ဒီအားလုံးကိုခြုံငုံပြီးတော့ပါကိုအဓိက take away အနေနဲ့ယူလို့ရမလဲအနှစ်ချုပ်အနေနဲ့ကြည့်လိုက်အောင်အဓိကချက်ကတော့ရှင်းပါတယ်ဒီရှုထောင့်ရဆိုရင်ကွယ်လွန်သူတွေကိုအိမ်မက်မက်တယ်ဆိုတာကဦးနောက်ထဲမှာဖြစ်ပေါ်နေတဲ့ဂျပန်အသွေးတွေတတ်မဟုတ်ဘူးဒါလောကနှစ်ခုကြားမှာရှိတဲ့နာနယ်ပြီးအတိပဲပြေသွားတဲ့ဆက်သွယ်မှုတစ်ခုကွယ်လွန်သူရဲ့အခြေအနေကိုလည်းထင်ဟပ်ပြနေသလိုကျွန်တော်တို့ကြားမှာမဖြတ်တောက်တွေ့တဲ့တန်ကြိုးခြင်းကိုလည်းဖော်ပြနေတဲ့ချိတ်ဆက်မှုတစ်ခုပါပဲဒီနေ့ပြောပြခဲ့တဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ဒီလိုအတွေ့အကြုံတွေကိုနားလည်နိုင်ဖို့အတွက်အားကောင်းတဲ့ရှုထောင့်တစ်ခုကိုပေးတာပေါ့နော်ဒါပေမဲ့နောက်ဆုံးမှာတော့ကိုယ်တိုင်မှတ်တဲ့အိမ်မက်တွေကကိုယ့်အတွက်ဘလို့အဓိပ္ပာယ်ဆောင်နေတယ်လဲဆိုတာကတော့ပြန်ပြီးစဉ်းစားစရာတစ်ခုအဖြစ်ကြံခဲ့တာပေါ့ကိုယ့်ရဲ့အိမ်မက်တွေကတော့ဘလို့ဇလန်းတွေပြောပြနေမလဲ